ခုဒီဗီဒီယိုလေးထဲမှာလေ့လာရမယ်စကားလုံး၅လုံးကကြတော့ခိုးကိုခိုးစားခိုးစားခုခိုးဆိုင်ခိုးဟိုင်းဆိုပြီးတော့၅ခုကိုအတူတူလေ့လာကြည့်ပါမယ်အဲ့တော့ပထမအဆုံးစကားလုံးလေးကခိုးကိုဆိုတာကဖူတောက်ツイジョノモノが順番に伊利卡瓦的行うことပေါ့နော်行われることတလဲစီအလှည့်ကျတစ်ခုချင်းစီဆိုတဲ့နှစ်ခုထပ်ပို့တဲ့ပစ္စည်းတွေကဂျွန်ပန်နီပေါ့နော်အစီအစဉ်တကြားအလှည့်စီတလဲစီအဲ့လိုပုံစံမျိုးလှုပ်ဆောင်သွားတာကိုခေါ်ပါတယ်ဥပမာ ABBA အဲ့လိုပုံစံမျိုးပေါ့နော်ဂျွန်ပန်နီခူဒီခါရဲစုခုတ်တိုးဆိုတဲ့အဓိပ္ပာယ်မျိုးမှတ်ထားရင်ရတယ်ပေါ့နော်ဝက်ချက်လေးနဲ့တွဲပြီးတော့လေ့လာမယ်ဆိုရင်ဖူတာလီကခိုးကောနီဟာနာစုဖူတာလီကခိုးကောနီဟာနာစုဆိုရင်လူနှစ်ယောက်ကအလှည့်ကျပြောနေကြတယ်တယောက်ပြီးတယောက်ပြောနေကြတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးစာယူနိုတဲကိုခိုးကောနီဥပကရှိတဲ့ကုဒါဆိုင်စာယူနိုတဲကိုခိုးကောနီဥပကရှိတဲ့ကုဒါဆိုင်ဆိုရင်လက်နှစ်ဖက်ရှိတယ်ဘယ်ဘက်ကိုညာဘက်ကိုလက်နှစ်ဖက်စလုံးအလှည့်ကျလှုပ်ရှားပါဆိုတဲ့အဓိပ္ပာယ်မျိုးခိုးကောနီQK ကိုထိုးလို့ခိုးကောနီ QK ကိုထိုးလို့ဆိုရင်အလှည့်ကျတယောက်ချင်းစီတယောက်တည်းအနားယူကြတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့အသုံးပြုတယ်ပေါ့နော်နံပါတ်2ကကြတော့ခိုးစဆိုတာကကြတော့2つ以上の線道路などが途中で横切りことပေါ့နော်အဲ့တော့နှစ်ခုဒါမှမဟုတ်နှစ်ခုထက်ဒီမြင်းတွေပဲဖြစ်ဖြစ်လမ်းတွေပဲဖြစ်ဖြစ်အဲ့ဒါတွေကတော့လမ်းတစ်ဝက်မှာဆိုလို့ရှိရင်yoku kidu ဆိုတာ crossing ဖြစ်တဲ့ပုံစံမျိုးဖြစ်နေတဲ့အနေအထားကိုခိုးစလို့ခေါ်ပါတယ်။ဒါကြောင့်မို့မီပွိုက်တွေပါဖြစ်တဲ့အချိန်မှာခိုးစတဲ့လို့ဘာလို့သုံးတာပေါ့နော်။ဒါကြောင့်မို့လို့ကိုတိုနာရုမိုနိုကခါဝါလီအာဥကိုတိုဆိုပြီးတော့လေမတူညီတဲ့ຢာနှစ်ခုကပတ်သက်ဆက်နွယ်ပြီးတော့ crossing ဖြစ်တဲ့ပုံစံမျိုးအဲ့တော့ဖြတ်ကျော်ခြင်းဖြတ်ဆုံခြင်းလမ်းဖြတ်ဆုံခြင်းဆိုတဲ့အဓိပ္ပာယ်မျိုးမှာအသုံးပြုတယ်ပေါ့နော် H ပုံစံပေါ့နော်အဲ့တော့ဝကြလေးနဲ့တွဲပြီးတော့လေ့လာမယ်ဆိုလို့ရှိရင်日本の道路がここで交差しているဆိုရင်လမ်းနှစ်လမ်းရှိတယ်အဲ့ဒီနှစ်လမ်းကဆိုလို့ရှိရင်ဒီနေရာမှာဖြတ်ပြီးတော့ crossing ပုံစံဖြတ်ထားတယ်ဖြတ်ပြီးတော့စုံနေတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဒါကြောင့်မို့လို့交差点で右に曲がってくださいဆိုလို့ရှိရင်ဒီမိပွိုက်လမ်းစုံပေါ့နော်ဒီလမ်းစုံမှာဆိုလို့ရှိရင်ညာဘက်ကို꿰ပါဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့交差点ဆိုပြီးသုံးပြုတယ်ဖူတာလီနိုရှီဆန်ကကိုစာရှိတာဆိုရင်လူနှစ်ဦးရဲ့အကြည့်တွေကစုံသွားကြတယ်အဲ့လိုပုံစံမျိုးတွေမှာလည်းအသုံးပြုလို့ရတယ်ပေါ့နော်နောက်နံပါတ်3အနေနဲ့ကကြတော့ခိုးစားခုဆိုတာကကြတော့ရှုပ်ထွေးရောရှက်တဲ့ပုံစံမျိုးမှာအသုံးပြုတယ် ikuzuka no mono ga fukuzatsu ni iri majiru koto ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်အများကြီးပဲအဲ့လိုမျိုးအရာတွေအများကြီးကရှုပ်ထွေးနဲ့ရောရှက်နေတဲ့ပုံစံမျိုးတွေမှာအသုံးပြုတယ်ပေါ့နော်အဲ့တော့သူကကြတော့ဖူကူဆတ်ဆိုတဲ့အဓိပ္ပာယ်မျိုးသွားတယ်သူ့မှာအများသောအပြင်ခန်းချောစိတ်ခံစားချက်တွေမှာလည်းသုံးသလိုအိုမိုကြီးအတွေးတွေဂျောဟိုသတင်းချက်လက်တွေကြီးကျော်အကြောင်းအရာချက်လက်တွေပေါ့နော်မဲနီမီရဲ့နိုင်မွန်နိုနီယိုကူစကိုင်းမတ်ကိုမမြင်ရတဲ့အပိုင်းတွေမှာပို့ပြီးသုံးတာများတယ်ပေါ့နော်အဲ့တော့ဆာမနာအိုမိုကြီးကခိုးစားခုရှိတဲ့ဤတို့ဆာမနာအိုမိုကြီးကခိုးစားခုရှိတဲ့ဤတို့ဆိုရင်အမျိုးမျိုးသောစိတ်ခံစားချက်တွေရောရှက်နေရောထွေးနေဆိုတဲ့အဓိပ္ပာယ်မျိုးနောက်ပြီးတော့ယောရိုကိုဘီတို့ဖူအန်ကခိုးစားခုစုလို့ယောရိုကိုဘီတို့ဖူအန်ကခိုးစားခုစုလို့ဆိုလို့ရှိရင်လည်းပျော်ရွှင်မှုတွေနဲ့စိုးရိမ်မှုတွေကရောရှက်နေရဆိုတဲ့အဓိပ္ပာယ်မျိုးဂမ်ဘာတဲ့ဆာမနာဂျောဟိုကခိုးစားခုရှိတဲ့ဤတာဆိုရင်အဲ့ဒီလက်တွေ့နေရာအဲ့နေရာမှာဆိုလို့ရှိရင်မျိုးသောသတင်းအချက်လက်တွေအများကြီးရောထွေးရှုပ်ရှက်ခတ်ပြီးရှိနေရဆိုတဲ့အဓိပ္ပာယ်မျိုးနံပါတ်4အနေနဲ့ကခိုးဆိုင်ဆိုတာကြတော့ပေါင်းသင်းဆက်ဆံခြင်းမှာအသုံးပြုတယ်ပေါ့နော်ဥပမာရှိတော့ရှိတာရှိခုစကီအောက်ကိုတော့အဲ့တော့လူတွေနဲ့ရင်းနှီးစွာနဲ့ပေါင်းသင်းဆက်ဆံပြောဆိုဖလှယ်တယ်ဆိုတဲ့ပုံစံမျိုးအဓိပ္ပာယ်ရပါတယ်တိုခုနီခိုးတို့して付き合うことပေါ့နော်များသောအားဖြင့်ကကြတော့ဒီချစ်သူဆုံးတွဲတွေတွဲဖက်ခြင်းဆိုတဲ့ပုံစံမျိုးမှာလည်းခိုးဆိုင်ဆိုပြီးတော့အသုံးပြုတယ်ပေါ့နော်ဒါကြောင့်မလို့နင်းကန်ခန်းကေလူမှုပတ်သက်ဆက်နွယ်ရေးတွေမှာအသုံးပြုတာများတယ်ဆိုပေမဲ့ဒီယောက်ျားလေးမိန်းကလေးအချစ်ရေးဆိုင်ရာပတ်သက်ဆက်နွယ်မှု付き合うဆိုတဲ့ဘက်မှာသုံးတာကပို့ပြီးတော့များတယ်ပေါ့နော်အဲ့တော့ဝကြလေးနဲ့တွဲပြီးလေ့လာမယ်ဆိုရင်ဖူတာလီဝဒိုင်ကောက်ကူဂျီတိုက်ခါတာခိုးဆိုင်တဲ့ဤတို့ဆိုလို့ရှိရင်သူတို့နှစ်ယောက်ကတက်ကတူအချိန်မှာကလေးကတွဲလာခဲ့ကြတယ်ဆိုပြီးတော့အသုံးပြုတာပေါ့နော်နောက်ပြီးတဲ့ခါကျတော့ခါနိုဂျိုတို့ဆန်နန်ကန်ခိုးဆိုင်တဲ့ဤတို့ဆိုရင်သူမနဲ့တွဲလာတာ3နှစ်လောက်ရှိပြီဆိုရင်အဓိပ္ပာယ်မျိုးနဲ့သုံးတယ်လို့ခိုးဆိုင်ကိုဟာဂျီမဲတဲဟန်တိုရှင်နီနာတို့ဆိုရင်တွဲလာတာအခုကစပြီးတော့တွဲလာတာအခုဆိုရင်နှစ်ဝက်လောက်ရှိပြီဆိုရင်အဓိပ္ပာယ်မျိုးနဲ့အသုံးပြုတယ်ပေါ့နော်နံပါတ်5အနေနဲ့ကခိုးဟိုင်းဆိုတာကကြတော့ပြောမယ်ဆိုလို့ရှိရင်တူညီတဲ့မျိုးစိတ်တွေတူညီတဲ့မျိုးတွေပေါင်းဆက်ခြင်းဆိုတဲ့အဓိပ္ပာယ်မျိုးဥမာဒိုးဘူးツတလိษံပဲဖြစ်ဖြစ်ရှော့ကူဘူးツအပင်တွေပဲဖြစ်ဖြစ်ခိုတိုနာလူခိုဒိုင်းကိုထိုလီအာဝါစေတဲ့ပေါ့နော်ခုမီအာဝါစေတဲ့အဲ့တော့
မတူညီတဲ့မျိုးစိတ်တွေမတူညီတဲ့အရာတွေအပင်တွေပဲဖြစ်အဲ့ဒါတွေကိုပေါင်းဆက်ပြီးတော့ဟန်းလျှော်ကိုစားစေလို့ခို့တော့ပေါ့နော်မျိုးဆက်တွေဆိုရင်အဓိပ္ပာယ်မျိုးတွေမှာအတုံးပြုတယ်ပေါ့နော်အဲဒါကြောင့်မလို့သူကခိုတိုနာလိုဟင်ရှူနိုရှော်ခုဘူဇိုခိုဟိုင်းဆိုရင်မတူညီတဲ့အပင်မျိုးခွဲတွေကိုပေါင်းဆက်မျိုးပွားတယ်ဆိုရင်အဓိပ္ပာယ်မျိုးနဲ့သုံးတယ်ပေါ့နော်အာတာရာရှိဟင်ရှူအိုစခရုတာမဲနီခိုဟိုင်းအိုခိုနာတာအဲ့တော့အစ်ဒီပေါ့နော်ပစ္စည်းအစ်တစ်ခုဖန်တီးဖို့အတွက်မတူညီတဲ့မျိုးခွဲတွေကိုပေါင်းဆက်တဲ့ပုံစံမျိုးဆက်ခဲ့တယ်ဆိုရင်အဓိပ္ပာယ်မျိုးပေါ့နော်ခိုနိုဟာနာဝါခိုဟိုင်းနီယောတက်စကူရာတဲ့တာဟင်ရှူတဲ့ဆိုလို့ရှိရင်ဒီပန်းကမျိုးဆက်ချင်းကနေဖြစ်ပေါ်လာတဲ့ဖန်တီးထားတဲ့မျိုးစိတ်တစ်ခုဖြစ်တယ်လို့ပုံစံမျိုးတွေနဲ့အသုံးပြုပါတယ်ဒါကြောင့်မို့လို့နောက်ဆုံးပြန်မှတ်မယ်ဆိုရင်ခိုးခေါ်ဆိုတာအလှည့်ကျသူပြီးရင်ကိုပြီးရင်သူအဲ့လိုပုံစံမျိုးကိုခိုးဆဆိုတာက crossing ဖြတ်ပြီးတော့စုံတဲ့ပုံစံမျိုးတွေမှာသုံးသလိုခိုးဆကုဆိုတာကရှုပ်ရှက်ခတ်ပြီးတော့မတူညီတဲ့အရာတွေများတော့အများကြီးရှုပ်ရှက်ခတ်ရောထွေးတဲ့ပုံစံမျိုးစိတ်ပိုင်းဆိုင်ရာတွေနဲ့ရောထွေးပြီးရှုပ်ရှက်ခတ်တာကိုပို့သုံးသလိုခိုးဆိုင်ဆိုတာကပေါင်းတင်တာချစ်သူအဖြစ်နဲ့တွဲလာတာလူချင်းချင်းပေါင်းတင်ဆက်ဆံနေဆိုတဲ့ပုံစံမျိုးတွေမှာအသုံးပြုသလို four high ဆိုတာကကြတော့ဒီမျိုးဆက်ချင်းပေါ့နော်တလိမ့်ဆန်ပဲဖြစ်ဖြစ်ပင်ပဲဖြစ်ဖြစ်မျိုးဆက်ချင်းမှာအသုံးပြုပါတယ်အဲ့ဆိုလို့ရှိရင်တော့ဒီခိုးစားကုနဲ့ပတ်သက်ပြီးတော့မီနီမွန်နိုင်လေးတစ်ပုဒ်ကိုဖြည့်ကြည့်ပါအဖြေကိုနောက်မှထည့်ပေးထားပါမယ်။ဂျာမန်တန်နေယုစ်ကလေးစာမဒေးစတာဘိုင်ဘိုင်